NUG ကတော့ပလောင်နဲ့ပတ်သက်ပြီးတော့စာလေးတောင်ထုတ်ဖို့မရဘူးဟမ်ဘယ်လိုလဲတော့မသိ PDF တွေလည်းကျွန်တော်အမုန်းခံပြီးပြောပါတော့မယ်เนาะပြည်သူကိုယ်သားဟိုမိုးမိတ်တို့မိုးကုတ်တို့ကာကွယ်ဖို့ဆိုပြီးမှလူတွေခံတယ်ခံလဲပြီးတော့ဟုတ်ပြီတဲ့တခြားအဖွဲ့တွေရောမိုးမိတ်ကိုကာကွယ်ဖို့သွားပြီတဲ့ဟုတ်လားကျွန်တော်ပြောတာဟုတ်လားဒီသတင်းတွေအားလုံးမြင်ကြလားပြည်သူပေါင်းတို့ခုလဲခုရောဘာဖြစ်သွားလဲဆိုတော့ပြေးပြီ PDF တွေမိုးကုတ်ကပြေးပြီเนาะပြေးပြီသဘောပေါက်လားအလောင်းကမင်းတို့ပြေးချင်ပြေးတဲ့မပြေးရင်မင်းတို့ပြင်းပါတဲ့အဲ့တော့ကျ PDF တွေကြောက်ပြီးပြေးပြီเนาะသဘောပေါက်လားပြေးပြီကဲပြည်သူတွေများတော့ဗာပြောချင်တယ်ဗာတတ်နိုင်သေးတယ်ဟမ်ဗာတတ်နိုင်သေးလဲဟမ်ပလောင်ရဲ့အမိတ်တစ်ချက်ဆိုမီးဟုံဟုံတောက်တယ်ပေါ်တော့မှတ်မယ်နော်သဘောပေါက်လားပလောင်က NUG မင်းတို့စောက်တဲ့တွေပိတ်တာဆိုရင်လုံးဝမဟာရဲဘူး shut up ဟမ်ပလောင်ကတောင်ကျတောင်ချနေတက်လာပြီးတော့ NUG ကိုတော်လန်ရေးရဲ့ခေါင်းဆောင်ကြီးပါဆိုတော့တောင်လို့ shut up ပိတ်ကို speak ကိုမလုပ်ရဘူးလုံးဝဟမ်ဟုတ်လားအဲ့အောင်မင်းတို့ PDF တွေမင်းတို့တန်ကာတော်တွေကြိုက်တဲ့လောက်တက်ဖျားသားတော်တွေကြိုက်တဲ့လောက်ရှင်မင်းအောင်လိုင်းနဲ့ပေါင်းနေတယ်မင်းတို့ငါးမိန်ကိုတော့နားထောင်းမယ်ဟဲ့အောင်မင်းတို့တိုးလိုက်တော့ကြီးတာပဲလုံးနေဟမ်ဟုတ်လားကျွန်တော်အာမနာပဲပြောတော့မယ်တော်လိုင်းဖွဲ့တွေကိုပြည်သူတွေလည်းမအားပါတော့နဲ့ဟုတ်ပြီနော် PDF တွေကကျွန်တော်တို့ကိုးကွယ်တယ်တခြားဟာတွေထားလိုက်အောင်ဒီနေရာမှာနော်ကျွန်တော်ကဗုဒ္ဓဘာသာဖြစ်တယ်ကျွန်တော်တို့ဖျားသားတော်တွေဟိုသင်္ကန်းဝယ်တချို့ဆိုရင်စွန့်ဖုံးပေးရင်လည်းအပြည့်ရှင်းခံထိတာတချို့ပိုက်ကြီးတွေရှင်းခံထိတယ်ကလေးတွေရောပါတယ်ဟုတ်လားကြီးငယ်ပါလာမယူကျွန်တော်တို့ဘောမဆိုပြီးမှတလန်တောက်တိုင်ဆိုပြီးမှအပြည့်ရှင်းတယ်ဟုတ်လားကျွန်တော်ပြောတာမှားလားကျွန်တော်မဟုတ်ဘဲနဲ့လိန်ပြောလားဟုတ်ပြီနော်အေးလေအဲ့တန်ဃာတော်တွေဒါဘိုက်ကြီးတွေကတရင်ပေးလိုက်လို့ဖြင့် PDF တွေကိုတတ်နိုင်နေဆိုရင်မအောင်နိုင်ကတတ်မယ်ဆိုရင်10ကဏ္ဍရာကဏ္ဍတင်ကပေးထားတယ်ကွာနောက်ဆုံးမိုင်းကုန်းပေါ့ဟုတ်လားငါပြောဟုတ်လားဒုက္ခရောက်10ကဏ္ဍရာကဏ္ဍပေါ့ဒါဆိုရင်တရုတ်ကမအောင်နိုင်နဲ့ပေါင်းနေကြသိန်းကဏ္ဍတန်ကဏ္ဍတို့တနိုင်ငံလုံးဒုက္ခရောက်နေတာဟုတ်လားမျိုးတွေပြန်ပေးနေတာအဲ့ဒါကြောင့်မင်းတို့ဘာလို့မျက်နှာလိုက်တာလဲပေါ့နော်ငါမေးပြီဟုတ်လားဘာလို့မင်းတို့မျက်နှာလိုက်တာတော့မင်းတို့မှတက်နှက်ကြီးတွေနဲ့ကွာအာဖရိကတိုက်ကနိုင်ငံတွေခုလက်ရှိကအတိတ်ကသမိုင်းတွေပြောနေမဟုတ်ဘူးနော်လက်နက်မဲ့ပြည်သူတွေတရုတ်စီးပွားရေးတို့ပြင်းတာပတ်ဆက်ပြင်းတာတရုတ်တွေခွေးပေးဝက်ပြေးတာအဲ့ဒါတရုတ်ကရှော့ပေးလိုက်ရတာနော်အဲ့တံမရာကိုဖရီအားပေးလို့မရတော့သဘောပေါက်လားတန်ဇန်နီးယားနိုင်ငံတို့အန်ဂိုလာနိုင်ငံတို့မင်းတို့လေ့လာကြည့်ပါဦးမင်းတို့လည်းဟိုစင်ကြံပေးဖို့ပဲတတ်ပါတယ်နော်ငါဒီလိုပြောရင်ငါ့အောင်မဟုတ်မင်းပေါ်မှာလားတရှိုးလားတလန်လားငါလာပြီးတော့လှည့်လာပါအောင် no so sorry ဝမ်းနဲ့သွားပြီစိတ်ပြတ်သွားတရင်တွေကြည်လိုက်ကိုစိတ်ပြတ်တယ်ကွာဒီမင်းဘယ်နေရာမှာဘလို့ပဲအောင်ပွဲတွေရဲ့အဲ့ဟာကြည်နေတရင်တွေတက်နေတယ်တော်လိုင်းရဲ့ဖက်ကကောင်းတယ်ကိုလည်းကြည်နေစောင့်ကြည့်နေဘယ်သူမှပါစက်မဟာဘူးတိတ်ပြီးတော့ပေါ့နော်ဟုတ်လားကျွန်တော်ပြောတာမှားလားပြည်သူတွေပေါ့နော်မြတ်လို့စဉ်းစားကြည့်ပေါ့တော်လန်ပြည်သူတွေကိုပြောတာမဟာဘူးနော် NUG လည်းမဟာဘူး PDF တွေလည်းမဟာဘူးဘယ်ဖွဲ့စည်းမှမဟာဘူးဟုတ်လားဒါချင်းကြီးနော်ခင်ဗျားတို့သတိထားဖို့လိုပြီကျွန်တော်တို့တာရကတစ်ခုကျွန်တော် highlight နော်မိမောင်းထုတ်ပြမယ်ခုကိုကန်နေ MNDAA ဆိုပြီးမှအရင်တော့မဟာမိတ်ကျွန်တော်တို့နားလည်ပေးပါတယ်ဘာညာဆိုရင်တော်လိုင်းဘက်က lobby တွေဒီလိုပြောခဲ့တဲ့ချင်းကြီးတဲ့နောက်ပိတ်ဆုံးမြို့တွေပြန်ပေးလိုက်တဲ့ခုဘယ်တောင်ရောက်နေမှမသိဘူးကိုကန်နေဟုတ်လားချင်းတစ်ခါထည့်ခံပြီးခုနံပါတ်2ဘာပြောလဲတချို့တွေရှိသေးချင်းထဲနဲ့ line ပေါ်မှာတချို့ comment တွေတွေ့တယ်ဒါတွေကဟိုပြောသလောက်မလွယ်ပါဘူးလို့စေရေးဆိုတာကနက်နဲတယ်ဟိုရှစ်ကစကားတွေခင်ဗျားတို့ကြားဘူးလားမသိဘူးနိုင်ငံကြီးကနက်နဲတယ်မင်းတို့မသိဘူးငါလည်းရှင်းမပြတတ်ဘူးတို့ဟုတ်လားဟိုဗာလဲမဟာမိတ်တို့ငါတို့နောက်ကျပေါင်တီမာတို့မင်းမိတ်ဆက်ပတ်လူဆိုလေခင်ဗျားတို့အကျွေးနဲ့လက်ငယ်ဘယ်ရသေးကြလဲဟိုနောက်နှစ်ခုနဲ့ရောဘယ်ရသေးကြလဲဟုတ်လားကျွန်တော်ပြောတာလူဆိုရုပ်တိရှိတာကိုပဲပြောတယ်ခုတောင်မျိုးတွေပြန်ပေးမင်းအောင်လိုင်းကိုဆွဲခေါ်ပြီးဝင်နေပါပြီဆိုမှအဲ့အောင်နောက်ကမဟာမိတ်နောက်ထပ်ပေါင်လှုပ်ချင်သေးတယ်ဆိုတဲ့ကောင်တွေလဲကိုဖင်ကိုပြန်လို့လိုက်မင်းတို့အမေမဟုတ်နော်မင်းတို့ကောင်တွေကိုဖင်ကိုပြန်လို့လိုက်သဘောပေါက်လားမသိဘူးနော်အဲ့လောက်ကြီးဖားရရတယ်မင်းတို့ကောင်ကပလောင်ရဲ့လီးဆောင်ကောင်းကောင်းဆုံးကျွန်တော်ပြောတာဟိုကျွန်တော်ပြောနေနော်မင်းတို့ PDF တွေလက်နက်ကြီးကင်ပြီးတော့ဟုတ်ပြီနော်ငါတို့ငြိမ်ခံနေတာမပြောဘူးတန်ကာတော်တွေရှင်းတယ်ဗိုက်ကြီးတဲ့အစားကလေးဘောမတလန်မင်းအောင်လိုက်နဲ့ပေါင်းတယ်သူရှင်းတာအေးတယောက်ဆိုရှင်းလေဘာလို့မရှင်းတာခုပလောင်ခေါ်တော့ဘာလို့မရှင်းတာမင်းတို့ဘာလို့မျက်နှာလိုက်တာတုံးဘာလို့မျက်နှာလိုက်တာတုံးအဲ့ဒါတော်လန်ရိတ်လားတရားမျှတလားမင်းတို့အဲ့လိုမျိုးဆိုလို့ရှင်စင်ကျင်နေပဲပေးငါလီးလို့ပဲကွာနော်မျက်နှာမလိုက်ဘူးလေမတရားရင်ပေါင်းအကုန်ရှင်းလေကွာနော်မင်းတို့အခုလိုလောက်တော့ငါလုံးမှပြည်သူတွေတချို့ comment တွေလည်းမင်းတို့ကြည့်ကြပါအောင်နော်တွားကြည့်အောင်မင်းတို့မချင်းလက်ဆက်ချင်မှကြည့်နော်ပလောင်ဆိုပြီးရိုက်ချလိုက်နော် TNL လေးဆိုရိုက်ချကြည့် post အောက်က comment လေးလည်းနည်းနည်းကြည့်ကြည့်ပါအောင်မင်းတို့အောက်ချက်လေးရှင်း NUG ကကောင်းနေရောငါတရားရိုက်မယ်ပြောတော့မယ်အမောင်းခံပြီးတော့ဟုတ်လား NUG ကလည်းသူ့မှာဘောမတွေပြောတယ်လို့ပဲစာထုတ်တာစောက်လို့တခုလောက်ပဲအဲ့စာထုတ်တဲ့စောက်လို့တော့မလုပ်နိုင်ဘူးခုထုတ်ပါလားပြပြတယ်ရတော့လေ power တွေပါတယ်ဟုတ်လားမနိုင်တော့လေကျွန်တော်ဘာဖြစ်လဲအာနာရှင်အောက်တိုးမယ်ဒီတိုင်းသားတဲ့တရေမမှန်မှုလေ February ဒီမိုဒီလည်းမသွားဘူးလေဘာတွေကြောက်ဘာတွေမဟာမယ်လီးမဟာမိတ်လားဟုတ်လားကျွန်တော်ခုလိုဒါမျိုးပြောတာပထမဆုံးပဲနော်စောက်ပုံမလားလို့ဟုတ်လားနော်ပြောတင်ပြီလေမပြောဘူးနော်ခင်ဗျားတို့ဒီတော်လန်ရဲ့လူတွေလည်းပြောရမှာကျွန်တော်တို့မတရားမှုလုပ်နေတာဟုတ်ပြီနော်မတရားမှုလုပ်နေတယ်မှန်တယ်မြောက်အကုန်ပြောဖို့လိုပြီဟုတ်လားဘာလို့မျက်နှာလိုက်ဘာလို့ speak အောင်မလုပ်တာလဲ
ကြားဖြန့်ကိစ္စနဲ့ခင်ဗျားတို့ကတရင်နဲ့ဖုံးလွှမ်းနေတာနော်အဲကြားဖြန့်သွားလဲဘာမှမဟုတ်ဘူးဒီမအေးလို့တွေကလည်းဟိုအမေရိကန်ကကြားဖြန့်မင်းတို့လောက်ပါတော့မှထလုံနေကြတာဘာမှမဟုတ်ဘူးသဘောပေါက်လားသူတို့သေမှာကြောက်လို့ထလုံနေပြည်သူတွေအဲ့အရာတွေမအားဘူးလို့အစိုးရကလည်းဟုတ်ချင်လောက်ပါလားခြေတလန်းချလာခဲ့ရောက်နေငါတို့မြေတယ်မလာခဲ့နဲ့အခုမှအမေရိကန်ဟိုကမင်းတို့မလို့မင်းတို့ပြင်းမှာဆိုတော့ကြာမှဟိုမသိရင်သူတို့ပဲကြားဖြန့်စိတ်ဝင်စားလို့ပါလို့အေးလို့တွေနော်အဲ့ကွာတဲ့ရိုးနေမသိတယ်မင်းပြည်သူတွေပဲလိန်ငါတို့လာလိန်လို့မရမပြောချင်လို့ပဲရှိရနော်ဟိုကိုကဒီလိုပြောရင်ဟိုတော်လန်ရေးပွဲတဲ့ဟိုထင်မှာပဲလေခုတောင်မှထင်မှာပဲဒီလိုပြောရင်ဟိုဘောမတွေပါတယ်မစိုးထားနဲ့ဒီတော်လန်ရေးအာနာရှင်မကြိုက်ဘူးဆိုတဲ့ကောင်းနေရဟုတ်လားဒီလိုပြောရင်ဘာဖြစ်လဲငါ့ကိုကြိုက်မှာမဟုတ်တော့ငါကြိုက်ငါစိတ်ဝင်စားဘူးဟုတ်ပြီနော်ငါတို့ကလူတဦးတယောက်ကိုကြိုက်လို့မဟုတ်ဘူးမင်းအောင်လည်းမုန်းလို့လည်းမဟုတ်ဘူးအဓိကအာနာရှင်နော်စနစ်နော် assistant ကိုကြိုက်လို့ပဲဟုတ်ပြီနော်ဆိုတော့ခုပလောင်နေပြင်းရမှာညီကုန်းချုံနေနဲ့ပြောလိုက်မယ်တော်လန်ရေးအောင်ချင်ရင်နံပါတ်1တရုတ်စီးပွားရေးတွေလောက်တော့မလုပ်ဘူးဆိုရင်လက်နဲ့ချတော့နံပါတ်2ဒီပလောင်ဆိုတဲ့ကောင်ကိုပြင်းတော့မပြင်းဘူးဆိုရင်လက်နဲ့ချတော့ပြည်သူလည်းမထောက်ပံ့တော့နဲ့ကျွန်တော်အမောင်းခံပြောလိုက်မယ်ခင်ဗျားတို့ခုအလှခံပြီးမိုးကုံမိုးမိတ်ကောက်ဝယ်မယ်ဆိုပြီးဟုတ်လားကျွန်တော်ပြောမှားလားမှားရင်ကျွန်တော်ကြိုက်တယ်လို့ပြောကျွန်တော်သူများတွေလို့နော်လောက်ကြံပြီးကျွန်တော်မပြောဘူးနော်ဟုတ်လားမသိဘူးမဟုတ်သိနေရပဲမြင်နေရပဲကိုကွာဟုတ်လားနော်မပြောတာပဲရှိတယ်ကျွန်တော်တို့ပြည်သူတွေစိတ်တက်ကြမှာဆိုလို့နော်ခုကမပြောလို့မှမဖြစ်တော့တဲ့ကိစ္စနော်ဒါတော့မှကျွန်တော်တို့တော်လန်ရေးဘက်ကအားနေချက်တွေပောက်ပြလုံနေတဲ့ဟာတွေကျွန်တော်တစ်ခါမှဘယ်ဗီဒီယိုဖိုင်မှမပြောခဲ့ဘူးသေးဘူးနော်ကိုဘက်ကဟာတွေအမားတွေဟုတ်လားဒါတော့လိုရခုလိုအဲ့လိုကျွန်တော်ခုလိုမျိုးမောင်းခံပြီးပြောပေးတာနော်နံပါတ်1တယောက်ကိုစောရမယ်ပလောင်ကိုစောရမယ်နော်ဟုတ်လားဟောခင်ဗျားတို့လည်းစဉ်းစားဗျာဖះသားတော့တန်ကားအစားပိုက်ကြီးတဲ့အစုံပြည့်ရှင်းနေကြီးငယ်ခုမဲအောင်လိုက်ရင်လည်းပေါင်းနေတဲ့တရုတ်တွေခုဒါမျိုးဟာတွေကြတော့မရှင်းဘူးလေသူကဘာလို့မျက်နှာလိုက်တာလဲအဲ့ဒါအာနာရှင်ဖြစ်သွားပြီပဲဒါလည်းမထူးတော့ဘူးသဘောပေါက်လဲကျွန်တော်တို့လိုချင်တဲ့အဖွဲ့အစည်းမဟုတ်တော့ဘူးเนาะမလွယ်ဘူးဒီပုံစံတိုင်းဆိုရင်เนาะသူတို့လည်းလက်နဲ့ရသွားကျွန်တော်တို့စကားနားမထောင်တော့ဘူးဟုတ်လားနော်သူတို့လှုပ်ချင်လှုပ်တာပဲဆင်ញင်မဲ့ပြေဒီလောက်ပဲပြော